အရင်ကားတဲ့ဇာတိမှန်တခြင်းကားတဲ့နားထောင်ကောင်းတယ်လို့ထင်ခဲ့တာအိုက်တော့တဲ့အခုနားထောင်ကြည့်မှကြက်တီးတစ်ပြင်းပြင်းထားတယ်ရှယ်ပဲတဲ့မနေ့ကအမမွတ်စလင်တယောက်နဲ့စကားများတဲ့အချိန်မှာ तू ကအမတို့တယောက်နဲ့တယောက်နဲ့ဒါမေးခွန်းတွေထုတ်ဖို့အတွက် तू စကားကိုနားထောင်ကိုစကား तू ပြန်နားထောင်လုပ်တဲ့အချိန်မှာ तू ပြောတဲ့အချက်တွေကပါတာဘာလဲဆိုတော့မြန်မာနိုင်ငံမှာတဲ့ဇာတိမှန်တခြင်းကိုမစိုးသင့်ဘူးတဲ့နော်ဘာကြောင့်မစိုးသင့်တယ်လဲဆိုလို့ရှိရင်တဲ့အမတို့ဒီဇာတိမှန်တခြင်းထဲမှာတဲ့အာဇာနည်ဗုဒ္ဓဘာသာအမျိုးသားတိုင်းပြည်လို့ပါတယ်တဲ့အဲ့ဒီအတွက်တဲ့အာဇာနည်9ဦးကတဲ့ဗုဒ္ဓဘာသာတွေကြီးမဟုတ်ဘူးတဲ့အာဇာနည်9ဦးထဲမှာတဲ့ဥရာဇန်နဲ့ရဲဘော်ကိုထွေးပါတာဖြစ်တဲ့အတွက်တဲ့သူတို့တွေကအစ္စလမ်ဘာသာဝင်တွေဖြစ်တဲ့အတွက်တဲ့အာဇာနည်ဗုဒ္ဓဘာသာအမျိုးသားတိုင်းပြည်လို့ထည့်ပြီးရေးထားပြီးအဲ့ဒါကြီးကိုဆိုတာကိုမဆိုသင့်ဘူးတဲ့အဲ့ကြတော့ဘာသာကြားတွေလည်းသိအောင်လို့ပြောပြတာတကယ်ဆိုရင်ဒီဇာတိမှန်တခြင်းက1939မှာလွတ်လပ်ရေးမရခင်မှာဆိုခဲ့တဲ့တခြင်းဗိုလ်ချုပ်တို့ကလောက်ကျန်ခံရတာ1940မှာလောက်ကျန်ခံရတာအဲ့ဒီအတွက်ဒီအာဇာနည်9ဦးဆိုပြီးမသက်မှတ်ခင်ကလေးကပေါ်ခဲ့တဲ့တခြင်းဖြစ်တဲ့အတွက်ဒီထဲကအာဇာနည်ဗုဒ္ဓဘာသာအမျိုးသားတိုင်းပြည်ဆိုတာကအမတို့ရဲ့ဘိုးဘေးတွေအမတို့ရဲ့ဘယင်တွေအမတို့ရဲ့စစ်သူကြီးတွေအမတို့မျိုးနွယ်စုကိုအသက်တွေပေးပြီးကာကွယ်ခဲ့တဲ့နော်ဘိုးဘေးတိုင်းကိုအာဇာနည်လို့သတ်မှတ်ထားတာဖြစ်တယ်အာဇာနည်လို့ပြောလိုက်ရင်ဒီ1940မှာလောက်ကျန်ခံလိုက်ရတဲ့လူ9ဦးတည်းရှိတာမဟုတ်ဘူးတိုင်းပြည်အတွက်အသက်ပေးသွားတဲ့သူတိုင်းကအာဇာနည်ပဲနော်နာမည်ကိုပေါ်ပေါ်ထင်ထင်မှတ်တမ်းတင်ထားတာနဲ့မတင်ထားတာနဲ့ပဲကွာတယ်အဲ့ကြတော့ဒီသချင်းလေးကအမားတို့လူမျိုးအတွက်ရေးထားတဲ့သချင်းကိုအမားတို့ကဘာအတွက်မဆိုရမှာလဲနော်ဘာသာကြားတယောက်ကဒါကိုမဆိုသင့်ဘူးဆိုပြီးတော့လာပိတ်ပင်တာစဉ်းစားကြည့်လိုက်နော်အဲ့ကြတော့ဒီသချင်းလေးကိုပြန်ပြီးတော့ရွတ်ကြည့်လိုက်နော်ဒါတို့တိုင်းတို့ပြည်တို့မြမာတွေဒါတို့တိုင်းတို့ပြည်တို့မြမာတွေမြင့်မြတ်တဲ့ကုံကျက်ပြေကျုပ်တို့ရဲ့ရွှေထီးရွှေနန်းတင်ဆန်းမေမြင့်မြတ်တဲ့ကုံကျက်ပြေကျုပ်တို့ရဲ့ရွှေထီးရွှေနန်းတင်ဆန်းပေငါတို့ရဲ့ရွှေထီးရွှေနန်းနေနဲ့တင့်တယ်ခဲ့တယ်ဆိုတာကိုပြောတာနော်အဲ့ဒါသူတို့ဘာသာနဲ့ဘာမှမဆိုင်နော်ပြီးတော့အာဇာနည်ဗုဒ္ဓဘာသာမျိုးသားတိုင်းပြည်အာဇာနည်ဗုဒ္ဓဘာသာမျိုးသားတိုင်းပြည်အာဇာနည်ဗုဒ္ဓဘာသာမျိုးသားတိုင်းပြည်အဲ့ဒီနေရာမှာအာဇာနည်ဗုဒ္ဓဘာသာအမျိုးသားတိုင်းပြည်လို့က3ခေါက်လောက်ဆိုတင်တာဘာလို့လဲဆိုတော့စဉ်းစားကြည့်လိုက်ကွာအမားတို့မြန်မာနိုင်ငံကြီးမှာနန်းတီထောင်နိုင်ခဲ့တဲ့ဘရင်တွေရှိတယ်မြန်မာဘရင်ရှိမယ်မွန်ဘရင်ရှိမယ်ရခိုင်ဘရင်ရှိမယ်ရှမ်းဘရင်ရှိမယ်